ရွှေဈေးကတော့88သိန်းကျော်ပြီဒေါ်လာဈေးဘတ်ဈေးရောဘယ်လောက်လဲပေါ့ကြည့်အောင် US ဒေါ်လာကိုမြန်မာငွေ3980ကျပ်ယူရိုဒေါ်လာကိုမြန်မာငွေ4645ကျပ်စင်ကာပူဒေါ်လာကိုမြန်မာငွေ3085ကျပ်ထိုင်းဘတ်တစ်ဘတ်ကိုမြန်မာငွေ122.8ကျပ်မလေးရှားရင်းဂစ်ကိုမြန်မာငွေ941ကျပ်ဂျပန်ယန်ကိုမြန်မာငွေ26.41ကျပ်ချိုင်းနာယွမ်တစ်ယွမ်ကိုမြန်မာငွေ959ကျပ်ကိုရီးယားဝမ်ဆိုရင်မြန်မာငွေ2.8ကျပ်အဲ့လိုပဲတခြားသောနိုင်ငံခြားငွေဈေးပေါက်ဈေးတွေကိုကျွန်တော်တို့ရဲ့ MMK Today website မှာအချိန်နဲ့တပြေးညီဝင်ရောက်ကြည့်ရှုလို့ရနေပြီဆိုတဲ့အကြောင်းလေးကိုသတင်းကောင်းပါလိုက်ပါတယ်ဒီနေရာမှာထပ်ပြီးမိတ်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ရဲ့ MMK Today Telegram Channel လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram Channel မှာဆိုရင်မနက်စောစောတိုင်းကျွန်တော်တို့ဘတ်ဈေးတွေရွှေဈေးတွေနဲ့ကျွန်တော်နိုင်ငံခြားငွေပေါက်ဈေးတွေကိုကျွန်တော်ဗီဒီယိုမလုပ်ခင်ဒီမှာအရင်တင်ပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Telegram Channel ကိုလည်းလာရောက် join လို့ရပါတယ်ဆိုတဲ့အကြောင်းကိုသိပေးလိုက်ပါရစေအားလုံးပဲတာချမ်းမြေ့ရဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေဗျာ